မျက်နှာကအမှတ်သားလေးကြောင့်မိသားစုနဲ့ခွဲခွာနေရတဲ့လူတစ်ယောက်ကိုဝေကုံကြားခံပြီးကုသပေးတော်မင်းခိုင်နေဝေအားလုံးပဲမင်္ဂလာပါရှင်သစ္စရိဝေနုဘေးကနေပြန်လေကားကြိုဆိုလိုက်ပါရီခိုင်နေဝေကကလေးတွေကိုပဲကဲတင်နေတာမဟုတ်ပေစိတ်ကူသားဖို့အတွက်ခက်ခဲရှင်လဲကူညီပေးတတ်ပါရီအားရလူရန်ချာရီဝီရီတေကနေကုံကြားခံစိတ်ကူပေးနေတဲ့ခိုင်နေဝေဟာဒီတစ်ခါမှတော့မုံမြတ်တဲ့ကုသိုလ်ကြီးကိုပြုဝင်ရသွားခဲ့ပါရီဒီတစ်ခါမှကုသပေးမင်းသူကစိတ်ကမ်းမှာဆိုင်ထမ်းတဲ့ခုံထမ်းသမားတစ်ယောက်ဖြစ်ပါရီသူ့ရဲ့မျက်နှာမှာမဲဆက်ကြီးတစ်ခုရှိနေပြီးတော့တပြေးပြေးနဲ့ကြီးထွားလာပါရင်ဒီမဲဆက်ကြီးကြောင့်ပဲသူ့ရဲ့သမီးတွေကအဖေမတော်ချင်ကြပဲတည်တက်နေကြပါရင်အဲ့ဒါကြောင့်ကိုထဲသမားကမိသားစုနဲ့တူမနေပဲတယောက်တည်းနေထိုင်ရတာပါမိသားစုနဲ့တူနေခြင်းပဲလေဒီမဲ့သားကြောင့်ပဲသမီးတွေရဲ့စွန့်ပယ်မှုကိုခံရပြီးစိတ်မကောင်းဖြစ်နေရပါရင်ဒီမျိုးသားကခိုင်နေဝေကိုလာရောက်ကူညီတောင်းခဲ့ပြီးနောက်မှာကုသဖို့အတွက်ကူညီသွားတော့မှာပါရွှေတော်ဝင်ထူကိုစေးယုံကြီးနဲ့ပူးပေါင်းပြီးတော့လိုအပ်တာတွေကိုစစ်ဆေးသွားမှာဖြစ်ပြီးလိုအပ်တဲ့ထောက်ပံ့မှုတွေကိုလည်းလုပ်သွားမှာဖြစ်ပါရီကုသပြီးသွားရင်တော့အိမ်မျိုးသားရဲ့မျက်နှာမှာရှင်းလင်းသွားမှာဖြစ်တာကြောင့်သူ့ဘဝမှာလည်းယုံကြည်မှုပြည့်နေနိုင်တော့မှာပါဒါရီမကသေးပဲနဲ့သူသမီးတွေထံကလည်းဖေးဆိုတဲ့အတိမဲ့ပြုမှုကိုလည်းရှားနိုင်မှာဖြစ်တယ်လို့ခိုင်နေဝေကကုသပြီးမှဖြစ်ပါရီဒီမျိုးသားကစိတ်ကမ်းမှာစိုက်ထန်းတဲ့လုပ်ကိုလုပ်ရပြီးတအိတ်ချမ်းမှ200ချက်သားရရှိပါရီဒီရက်ကိုဝင်ငွေထောင်ကနန်းလောက်သားရရှိတာကြောင့်အလိုနေပါတဲ့ပမာဏဖြစ်ပြီးငွေကြီးလည်းမတက်နိုင်ပါဘူး။နေပါတဲ့ဝင်ငွေကြောင့်နဲ့မှန်အောင်လည်းမစားရတဲ့ရက်တွေရှိပါရီ။သူ့မှာသမီး3ယောက်ရှိပေမဲ့သမီးကြီးရဲ့ဇနီးတွေကကွယ်လွန်သွားပါပြီ။တန်တဲ့သမီး2ယောက်ကအဖေနဲ့နေရင်ထမင်းနဲ့မှန်အောင်မစားရတဲ့ပြင်ဒီလိုမျက်နှာကြီးကိုလည်းရှက်တယ်ဆိုပြီးဆက်သွေးဆက်ထားတာပါ။ဆွေမျိုးတွေရဲ့အိမ်မှာပဲသွားနေပြီးအိမ်ကိုလည်းအလားမခံခဲ့ပါဘူး။သူတို့တော့ဇန်နန်သမားဖြစ်နေရတဲ့မျက်နှာကအမတ်သားကြီးဟာမိသားစုနဲ့ဝေးကွာစေတဲ့အကြောင်းရင်းဖြစ်စေပါရီ။သားသမီးတွေကိုငယ်စဉ်တွေကစိုက်ထမ်းပြီးကျင်းမွေးလာပေမဲ့တီးတဲ့ရွယ်မှာတော့ဒီလုတ်ကိုရှက်စရာဖြစ်သားမြင်လာကြပါရီ။ဒါကြောင့်ပဲဆက်တန်းသမားပြပြဟာသမီးတွေနဲ့ဝေးကွာပြီးနေရတာပါ။တကယ်တော့သူမျက်နှာမှာမွေးတုံကတော့အမဲဆက်လေးတစ်ခုပဲပါဝင်ခဲ့တာပါ။အိတ်ဆက်လေးကိုငယ်စဉ်တွေကဖြတ်လိုက်ရင်ဒီနောက်အထိမကြီးမလာနိုင်ပေမဲ့မတိခဲ့တာကြောင့်ဒီတိုင်းပဲနေပြသွားခဲ့ပါရီ။တပြေးပြေးနဲ့ကြီးမလာတဲ့နောက်မှာမျက်နှာတစ်စက်လုံးနီးပါးကိုအုပ်လူပတ်တဲ့ဖြစ်နေပြီးမျက်လုံးအမြင်အာရုံလည်းအားနေတာပါရီ။ရလုံးတစ်ဖက်ကိုပဲအာယုံပြစ်ပြီးတော့အလုံးလုံးနေရတဲ့သူ့ရဲ့ဘဝကတကယ်တော့သနာစရာကောင်းနေပါရီဘဝမှာကျင်းတန်တယ်လို့လည်းပြောခံရတဲ့ပြင်ဝင်ငွေကလည်းနေပါနေခဲ့ပါရီသမီးတွေကလည်းစပြည့်သွားတဲ့ပြင်ဇနီးတွေကလည်းကွယ်လွန်သွားလို့စေရောကိုဝဝန်းနေရတဲ့ဘဝဖြစ်နေပါရီဒီလိုခက်ခဲတဲ့ဘဝကိုမျောလင်းချက်လေးတွေဖြစ်လာအောင်ခိုင်နေဝေကကူညီပေးလိုက်တာပါသူ့တဲ့တစ်လုံးဒီလိုပဲနေသွားရမယ်လို့ထင်ပေမဲ့လည်းခိုင်နေဝေကကုန်ခံပြီးကုသပြီးတော့မှဖြစ်တဲ့အတွက်ယုံကြည်မှုပြည့်နေနိုင်တော့မှာပါရွှေရည်တဲ့တောင်းလဲတော့မှဖြစ်လို့သမီးတွေနဲ့လည်းပြောရွှေရွှေနေနဲ့အောင်ဖန်တီးပေးလိုက်တဲ့လူဖြစ်ပါရီကလေးတွေကိုပဲကဲတင်တာမဟုတ်ပဲတကယ်လို့အဲ့သူတွေကိုပါကူညီပေးနေတဲ့ခိုင်နေဝေရဲ့အလူတွေကတကယ်ထိရောက်ရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်ချစ်ချူပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်